ပုံစံခွက်ထဲဝင်နေတဲ့ကစားဟန်ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုရင်ဆိုင်နေရတဲ့အာဆင်နယ်ဟာပုံစံခွက်ထဲဝင်နေတဲ့ကစားဟန်ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုရင်ဆိုင်နေရတယ်ဆိုတဲ့ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။မန်ဖီကိုအနိုင်ရခဲ့တဲ့ FA ဖလားပွဲစဉ်မှာအာဆင်နယ်ဟာခြေစွမ်းချင်းကွာလွန်းတဲ့ League 1ကအသင်းကို2 ဂိုးနဲ့အနိုင်ရအောင်အသဲတန်ကစားခဲ့ရတာကြောင့်ဝေဖန်မှုတွေထွက်ပေါ်လာတာပါ။အာဆင်နယ်ဟာတောင်ပန်တွေကတဆင့်ဂိုး area တွေကိုအမြင့်ဘောတွေပေးတာတိုးဝင်ကစားတဲ့ပုံစံနဲ့တိုက်စစ်ဆင်တဲ့ပုံစံခွက်မျိုးနဲ့အသားကျနေတယ်လို့ဖြစ်တာကြောင့်မန်ဖီနဲ့ပွဲမှာခြေစွမ်းတဲ့ကစားသမားအနေထားချင်းကွာပေမဲ့ဂိုးရဖို့ရုန်းကန်ခဲ့ရတာဖြစ်တယ်လို့သုံးသပ်ကြတာပါအာဆင်နယ်ဟာဒီယာဒီမှာဒေါင်းကန်ဘောတွေကနေဂိုးအများဆုံးသွင်းထားတဲ့အသင်းဖြစ်နေတယ်လို့ကစားဟန်ကလည်းတောင်ပန်တွေကနေတိုက်စစ်ဆင်တာကိုပဲအသားပေးတယ်လို့ဖြစ်နေတာကြောင့်တောင်ပန်တွေကနေအခွင့်အရေးမရတဲ့အခါဂိုးရဖို့ခက်ခဲနေတာကပုံစံခွက်နဲ့အသားကျနေတဲ့ခောက်ရိုးကျိုးတယ်လို့ဖြစ်နေတဲ့ကစားဟန်ကြောင့်ဖြစ်တယ်လို့သုံးသပ်ကြတာဖြစ်ပါတယ်ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်